နေ့တော့ကျွန်တော်မထင်မှတ်ပဲနဲ့ဒိုင်နိုဆောခစ်က9တကောင်ဝယ်လိုက်ပါတယ်ဝယ်မယ်မွဲဦးလုံးနေပြီမဲ့လှဲရမ်းဘက်ရောက်တော့လွန်ခဲ့တဲ့နှစ်30နှစ်40လောက်ကဖွင့်ထားတဲ့90အောင်ကျွန်တော်ရောက်ခဲ့ရပေါ့နော်ရောက်ရည်ရွယ်ချက်ကတော့ကျွန်တော်ဒီအောက်ဆီဂျင်လိုင်းခွဲသွားဝယ်တာလိုင်းခွဲတန်ဖိုးက2000လောက်ပဲရှိရပေါ့အဲ့မှာကျွန်တော်ကရှာရှည်ပြီးတော့ပစ်ချရှိတာမေးလိုက်တယ်သူကလည်းရှိတယ်တဲ့ကျွန်တော်လိုချင်တာနဲ့ကွက်တီကြတော့ကျွန်တော်တခါလေးပဲယူလာလိုက်တယ်ဒီဆိုင်ကတော်တော်လေးကြာပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုကအသက်20ကျွန်တော်မမွေးခင်10နှစ်လောက်ဆိုတော့မရှိဘူးဆိုတော့အဲ့ဆိုင်ရဲ့တက်တန်းကအနည်းဆုံးနှစ်30 40လောက်တော့ရှိပြီပေါ့နော်အခုကတော့ဆိုင်ထဲကိုအရင်ဆုံးလိုက်ပြပေးပါမယ်ဆိုင်ရဲ့တီနေရာကတော့သူဗဟိုလမ်းမပေါ်ပါပဲရှိပါတယ်အခုကတော့ကျွန်တော်အိမ်ပြန်နေပြီပေါ့ဒီကောင်ကတော့ကားစီးပြီးတော့အေးပဲနှံ့နေတယ်ဒီကောင်ဘေချာငါးတွေကဒိုင်နိုဆောခစ်ထဲကရှိခဲ့တာဖြစ်ပြီးတော့အရွယ်အစားကတော့သူတို့မျိုးစိတ်အလိုက်တပေကနေပြီးတော့3ပေလောက်ထိကြီးရလို့တော့သိရတယ်မျိုးစိတ်တွေအများကြီးရှိပေမဲ့ကျွန်တော်ဝယ်ခဲ့တာကတော့ဒလီစီဘေချာလို့ခေါ်တယ်ပေါ့နော်ဒါကတော့သူရိုမန်နီယန်ဘာသာစကားအရအတန်ထွက်ဖြစ်တယ်ပေါ့နော်ကျွန်တော်ကိုကေကနေရှာထားတာဒီတိုင်းဆိုရင်ကျွန်တော်လည်းမသိဘူးပေါ့သူအဖော်ရအောင်ကျွန်တော် Albino ဘေချာတစ်ကောင်ထုတ်ဝယ်ဖို့တော့အစီအစဉ်ရှိပါတယ်ကန်အရွယ်စားကတော့အနည်းဆုံး2ပေ1ပေလောက်ဆိုရင်တော့အဆင်ပြေတယ်ဒီကောင်လေးကြတော့ရေမြင့်တာထက်ရေနှိမ့်နှိမ့်နဲ့အဲ့လိုမျိုးစမ်းကြောင်းပုံစံလေးဖန်တီးထားတာတွေကိုသူကပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ရေနှိမ့်နှိမ့်နဲ့နေရာကျကျအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ဖန်တီးပေးပြပါတယ်လော်ရှိကတော့အကွာ escape လုပ်တာတွေအောက်ခင်းတွေဘာမှမထည့်ရသေးဘူးကျွန်တော်ဒီတိုင်းပဲဒီကောင်အရင် stable ဖြစ်အောင်မွေးလိုက်အောင်မယ်နောက်ကျွန်တော်ပတ်စံရှိတော့မှာပဲသူ့အတွက်ထပ်ပြီးတော့ဖြည့်မယ်ပေါ့နော်အဲ့ဒီအတွက် video တွေလည်းကျွန်တော်ပြန်လုပ်ပြင်မယ်ထင်တယ်ဆက်ဆက်ရောက်ချင်းဆိုတော့ stable တော့တိတ်မဖြစ်သေးဘူးပေါ့နော်ဒီကောင်တောင်းမှာပဲကတ်နေခင်မှာအစာကျွေးတာတော့မစားဘူးပေါ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဘေချာနဲ့ပတ်သက်တဲ့ vlog တွေကို series တစ်ခုအနေနဲ့ဆက်ပြီးတော့တင်ပေးသွားဖို့ရှိရပေါ့နော်သူတို့ကိုစောက်ရှောက်ရမယ်နီးလန်းနေပြီးတော့သူတို့မျိုးစိတ်မျိုးကွဲတွေပြီးတော့ဘယ်လိုထားရမယ်ပြီးတော့သူတို့ကြီးထွားပုံတွေပေါ့နော်အဲ့ဒါအကြောင်းတွေကိုကျွန်တော်တက် vlog တစ်ခုအနေနဲ့တင်ဆက်ပေးသွားဖို့ရှိပါတယ်ကြည့်ရှုပေးကြတဲ့ရောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye